စားကြပါအောင်ခင်ဗျာကျွေးရတယ်စားကြပါအောင်ဟယ်လို guys အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ပစုံတို့ KG ကိုစီမြိုင်ဟင်းချိုချက်လေးချက်ပြီးဝါးရီဆွဲဖို့အတွက်ပထမဦးစွာပစုံတို့ကိုလက်တွေဖြုတ်ခွန်နေခွာခေါင်းထဲကချီရင်လေးကိုတေချာထုတ်ပြီးတော့ဟင်းညိုချက်ဖို့အတွက်လက်တွေကိုကကြီးနဲ့တေးသေးချာချာလေးညက်ခွဲပြီးတော့အသားကြီးတီးတန်းထုတ်ပြီးထားပါမယ်ခင်ဗျာအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဟင်းညိုချက်ဖို့အတွက်မုံညင်းရွက်ကိုဖင်လေးကိုဖြတ်တစ်ဖက်ချင်းစီနွားတန့်နေအောင်ရေဆေးပေးထားလိုက်ပါမယ်ခင်ဗျာဟင်းညိုတဲ့ထဲဖို့အတွက်စက်သွန်မြူလေးကိုလည်းတပြားလေးရိုက်ထားပေးလိုက်ပါမယ်ခင်ဗျာစက်သွန်မြူလေးတပြားရိုက်ပြီးသွားတဲ့အခါမှာပွက်ပွက်ဆူအောင်တည်ထားတဲ့ဟင်းညိုထဲကိုအချိုထည့်မယ်အငံထည့်မယ်ပြီးသွားရင်တော့ပဲကြဆန်လေးကိုပါနူးနေအောင်ထည့်ပြီးတော့ပြုတ်ပေးထားလိုက်ပါမယ်ခင်ဗျာပဲကြဆန်လေးနူးအောင်နင်းနေနဲ့ထားပြီးသွားရင်တော့ချက်သွန်ပြူတပြားရိုက်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးရင်တော့ခုနကအသင့်ခွာထားတဲ့ပစုံလက်လေးတွေကိုထည့်ပြီးဟင်းလေးပို့ချိုအောင်လို့ခဏအုပ်ထားလိုက်ပါမယ်ခင်ဗျာပြီးသွားရင်တော့ဆောနာကရေဆေးပြီးတော့တန့်ထားတဲ့မုံမြင့်ရွက်တွေကိုအထက်လိုက်တစ်ဖြက်ချင်းစီပေါ့နော်ဟင်းညွှချက်ဖို့အတွက်ကိုကြိုက်တဲ့အနေထားလေးကိုလီပေးထားလိုက်ပါမယ်ခင်ဗျာမုံမြင့်ရွက်လေးလီပြီးသွားရင်တော့ဆောနာကဟင်းချိုအိုတွေကိုထည့်ပြီးတော့ငွေထားပြလိုက်ပါမယ်အနက်ရတာနဲ့ပို့ပြီးတော့ပြည့်စုံမှုအတွက်ငရုတ်ကောင်းအစီလေးကိုပါနင်းငယ်ထောင်းပြီးတော့ဟင်းချိုအနက်ရတာနဲ့အဆက်ဟတ်တဲ့ပြီးပို့ပြည့်စုံသွားအောင်ခပ်ပေးလိုက်ပါမယ်ခင်ဗျာဟင်းညိုချက်ပေးသွားပြီဆိုရင်တော့ဆောနာကအခွန်နွားထားတဲ့ပစုံတို့ကိုစီပြန်ဟင်းချက်ဖို့အတွက်ကိုကြိုက်တဲ့အနေထားတုံးချင်းစီလေးထားပေးလိုက်ပါမယ်ခင်ဗျာစီပြန်အနေဟင်းလေးချက်ဖို့အတွက်အဓိကအသက်ဖြစ်တဲ့ကြက်သွန်ကြီးကိုညံ့ညက်ကလေးထောင်းထားပေးပါမယ်ပြီးသွားရင်တော့တစ်ဆက်ထဲမှာပဲကြက်သွန်ဖြူကိုညံ့ညက်ကလေးထောင်းထားပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်အနေနဲ့အဖြူကိုညံ့ညက်ကလေးထောင်းသွားပြီးတဲ့အခါမှာဒေကူရဲတို့စီနှင်းငယ်ထည့်ပါမယ်ထောင်းထားတဲ့ကြက်သွန်အနေနဲ့အဖြူကိုထည့်ပြီးတော့စလင်းမုတ်လေးအနည်းငယ်ခတ်ပြီးမွေးနေအောင်စီကလေးတက်ပေးလိုက်ပါမယ်ခင်ဗျာကျတော့ဖြူနေလေးတွေကိုမွေးနေအောင်စီတက်ပြီးသွားတဲ့အခါမှာဆောနာကပွင့်ထားတဲ့ပစုံတို့ကွင်းလေးတွေကိုထည့်ပြီးတော့စီအိတ်လေးတွေမပေါက်တော့အောင်အနည်းငယ်မွေးပြီးကျွန်တော်ဒီမှာတင်ရှိတဲ့ကြက်ပြုတ်လေးထည့်ပြီးတော့အချိုလေးထည့်မယ်အငံလေးထည့်မယ်ပြီးသွားရင်တော့အဖုံးလေးအုပ်ပြီးခဏနှက်ထားပေးလိုက်ပါမယ်ခင်ဗျာအဖုံးလေးအုပ်ပြီးနှက်ထားပြီးသွားတဲ့အခါမှာတော့ရှည်လေးခန်းတော့အောင်အင်းငယ်အဖုံးလေးဖွင့်ပြီးတော့စီပြန်အနှစ်လေးတွေစီပြန်လာတဲ့အထိမွေးပေးလိုက်ပါမယ်ပြီးသွားရင်တော့ရိုးရှင်းလွယ်ကူပြီးတော့အနံ့ရတာနဲ့ပြည်စုံလာတဲ့ပစုံလုံးစီပြန်အချိုချက်လေးရပါပြီခင်ဗျာပစုံစီပြန်ဟင်းချက်ပြီးသွားတဲ့အခါမှာဆောနာကအသင့်ချက်ပြီးသားဖြစ်တဲ့ပစုံလက်ပဲကြဆံမုံငင်းရွက်ဟင်းချိုချူချူအီအီလေးကိုပြန်ပူပေးပြီးတော့ခတ်ပြီးပြီဆိုရင်တော့စားခြင်းစပွဲကောင်းလာတဲ့သမင်းဝိုင်းလေးကိုပြင်ဆင်ထားလိုက်ပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒီနေ့ပစုံတုံးစီပြန်ချိုနှစ်ချက်လေးနဲ့ပေါ့နော်ပြီးတော့ပစုံလက်ကိုကြာစံလေးနဲ့မုံကြီးရွက်လေးနဲ့အချိုချက်လေးဟင်းရည်တောက်လေးချက်ထားတာလေးရယ်ဒါလေးကတော့ဟိုကြက်သွန်မြူလေးနဲ့ကြက်သွန်နီလေးနဲ့ဒီငံပြားကြီးကျော်ဆူဆူအီအီလေးချက်ထားတာဖြစ်ပါတယ်ရှယ်ပဲဆွဲမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ပစုံတုံးကိုဒီအကုန်ခွန်ခွာပြီးတော့ဗောနော်အသားကြီးပဲကိုအနစ်ချက်လေးချက်ထားတာဖြစ်ပါတယ်အဲ့ဒါကိုမင်းလေးနဲ့နယ်စားပါမယ်ပါလို့ရှိရင်ဒါလေးကကြတော့ကျွန်တော်ဒီငပြားကြီးကြော်လေးကိုဗောနော်ဟမ်အီလေးအနစ်အီလေးနဲ့ချက်ပြထားမြင်လားမသိဘူးခင်ဗျာနေ့အီလေးနဲ့ချက်ထားတာလေးကိုပါစမ်းလိုက်ပါမယ်စားကြပါအောင်ခင်ဗျာကျွေးရတယ်စားကြပါအောင်အားဆိုလို့ချင်းပစုံတော့သားလေးပါဟုတ်အမင်းလေးနဲ့ကင်မရာမန်မရှိတော့ကိုယ်တိုင်တယောက်တည်းဗီဒီယိုစတန်လေးထောင်ပြီးရိုက်ထားတာဖြစ်တဲ့အတွက်တေချာဒီထေးလေးကြောင်ပြလို့တော့မရဘူးပေါ့ခင်ဗျာကျေပဲကောင်းလို့တော့တကားတော့မပြောနိုင်ပြမှုမတက်လာဘူးပြင်တယ်ဒါပစုံလက်လေးနွားထားတဲ့ဟာလေးကိုခုနကငရုတ်သီးငပိချက်ဆက်ဆက်လေးနဲ့နယ်ပြီးတော့အစပြရတော့ခွာလေးပေါ့ကျွန်တော်ကိုချက်ကိုကောင်းတယ်ကိုချက်ကိုကောင်းမှာကိုလိုက်ရပဲကိုကြိုက်တယ်ကိုလိုက်ရဆိုရှက်ကိုယ်ချက်ကိုယ်ဆွဲကိုယ်မိန်နေရပဲတယောက်တည်းကျန်လို့မိန်မမိန်တော့မသိကျွန်တော်တယောက်တည်းမိန်နေ
ကြာစံလေးကလည်းနူးပြီးတော့မုံညင်းရွက်လေးနဲ့ဆိုတော့ဟင်းညိုကချိုပြီးတော့ချိုနေရပဲဟင်းညိုဆိုတဲ့အတိုင်းချိုနေ ဆို ရ လို့စီရဟင်းလေးရဲ့အစုံလက်ကိုမုံကြီးရွက်နဲ့ပဲကြတယ်ချက်ထားတယ်ဟင်းချွတ်ချွတ်လေးရဲ့နဲ့ပြီးတော့ငပြားရီကျော်ဆူဆူအီးလေးကိုတခွားတီးကျွတ်ကျွတ်လေးနဲ့ဘယ်လိုလိုက်ဖက်တယ်ဆိုတာတော့ပြင်းမြင်ုံနဲ့သိပါလိမ့်မယ်ခင်ဗျာ ပစုံတော့အသားတော့ကြီးကမကြီးကနော်ဘယ်လိုပြောမလဲဆိုတော့ငါအသားကိုတုံထားသလိုပုံစံမျိုးဖြစ်အဲ့ဒါလေးနဲ့အစီလေးပါစမ်းဒီပါနော်စားပါအောင် နတ်တို့ရစားနေရလို့ရတာရှိလာတဲ့ဟင်းတွဲဆက်လေးစားပြီးသွားတဲ့အခါမှာတော့ကျွန်တော်ထမင်းစားပြီးသွားတဲ့မှုလေးဟာနည်းနည်းရိုင်းပြသလိုဖြစ်သွားခဲ့ရင်ကြိုပြီးတော့တောက်မှာပါခင်ဗျာ ပစုံတော့ငါလိုမျိုးမပြော့ပဲနဲ့တင်းတင်းလေးနဲ့အရန်စားလို့ကောင်းအဲ့တော့မှငါပြီးကြဆက်ဆက်လေးနဲ့တခွားလေးကျွတ်ကျွတ်လေးနဲ့ဝါအိုးဘာရတော့တင်းဝိုင်းမရတာပဲကြံတော့ I'll be here so you will know. No need to ask, no need to hide. You'll always have me by your side. ဟိုက်ပြေးဝိုင်းဝါရှေ့ကောင်းနေရောပဲ ဘိုင်းကတော့ရှေ့ပြည့်သွားပြီခင်ဗျာအဆုံးထိကြည့်ပေးသွားတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဖိုင်းဖိုင်းပါခင်ဗျာ